အားလုံးပဲမင်္ဂလာပါကျွန်တော်ခုမိတ်ဆွေတို့ပြပြပေးမှာကျွန်တော် MyDev 1500သုံးပြီးတော့ MB 3500ရအောင်ဝယ်လို့ရအောင်ကျွန်တော်ဝယ်ပြမှာဖြစ်ပါတယ်ကျွန်တော် V1500 နဲ့ MB 3500ရအောင်ကျွန်တော် 3.5G ရအောင်ဝယ်ပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကလေးကို V1500 လွှဲလိုက်ပါမယ်ဗျာနံပါတ်1လေးကိုကျွန်တော် V1500 နဲ့ 3.5G ဝယ်ပြပါမယ်ဖြစ်ပါတယ်ကျွန်တော်ဝယ်ပြရနေပြီးတော့ V1000 လွှဲလိုက်ပါမယ်ဗျာ MyDev ကကျွန်တော်ကုန်နေတဲ့ဖြစ်တဲ့โอเคကျွန်တော်ဖုန်းပေ1000လွှဲလိုက်ပြီလွှဲပြီးလို့ရှိရင်ကျွန်တော်တို့ star 11ခွန်ဆက်ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်โอเคဒီကက်ကကျွန်တော်ဘေးချိထားဖြစ်တော့ဘေးဖြတ်သွားပြီနောက်ထပ်ကျွန်တော်ဖုန်းပေ1000ထပ်ပြီးတော့လွှဲလိုက်ပါမယ်ကျွန်တော်ဖုန်းနံပါတ်စစ်လိုက်ပါမယ်ဗျာဘေးချိထားဘေးဖြတ်သွားတဲ့အတွက်ကျွန်တော်တို့688ခွန်56 91ခွန်ဒီထဲကိုကျွန်တော်ဖုန်းပေ1000ထပ်လွှဲလိုက်ပါမယ်ဝေပေးကောက်ကနေပြီးတော့ကျွန်တော်ဖုန်းပေရောက်သွားပြီဆိုရင် star 11ခွန်ဆက်ကိုကျွန်တော်နှိပ်လိုက်ပါမယ် star 11ခွန်ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖုန်းပေ1500နဲ့ MB 3500ရအောင်ဝယ်ပြမှာဖြစ်ပါတယ်နံပါတ်1လေးကိုနှိပ်လိုက်မယ်ဗျာโอเคကျွန်တော်ပထမဆုံးဆက်တာဝယ်မယ်ဆိုရင်တော့ MB 3000ကျော်ပေါက်ပါတယ်3000လောက်ပေါက်တယ်အခုကကျွန်တော်ဒုတိယကြိမ်ဝယ်မှာဆိုတော့ MB 1600ပဲပေါက်ပါမယ်โอเคကျွန်တော်ဘေးစစ်ကြည့်လိုက်မယ်ဗျာဘေး150ပဲရှိရတယ်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ star 966 star 94ဆက်ကိုနှိပ်ပြီးတော့ဘေးထပ်ပြီးတော့1ကကိုချိလိုက်ပါမယ်ကျွန်တော်ဘေးစစ်ရကျွန်တော်ချိလိုက်ပါမယ်ဗျာဘေးစစ်ရချိပြီးပြီကျွန်တော်စစ်ကြည့်လိုက်မယ် star 124နဲ့ပဲစစ်လိုက်မယ်ဗျာstar 124နဲ့စစ်လိုက်မယ်ကျွန်တော်တို့ဘေး950ရပြီဒါဆိုရင်ကျွန်တော်တို့ star 93လုံးဆက်ကိုနှိပ်လိုက်ပါဗျာ star 93လုံးဆက်ကိုနှိပ်လိုက်ပါမယ်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့နံပါတ်2လေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့499ကျပ်နဲ့ 2G ဝယ်လို့ရပါတယ်ကျွန်တော်ဒီမှာတွေ့ပါလိမ့်မယ်499ကျပ်နဲ့ 2G ကျွန်တော်3ရက်3ဝယ်ပြပါမယ် star 93လုံးဆက်ကိုနှိပ်လိုက်ပါโอเคကျွန်တော်ဒါဆိုရင်ဘေးထပ်ပြီးစစ်ကြည့်လိုက်မယ် star 124နဲ့1ကတ်ကိုဒါဆိုရင်ဘေးဖြတ်သွားပြီကျွန်တော်တို့အဲ့ဒါဆိုရင် MB 3600လောက်ရပါမယ် star 124နဲ့ကျွန်တော်စစ်လိုက်မယ်ဘေး MB ဘယ်လောက်ရလဲဆိုတော့ကျွန်တော်စစ်ကြည့်လိုက်မယ်ဗျာstar 124နဲ့ကျွန်တော်စစ်လိုက်မယ်ဗျာstar 124နဲ့စစ်လိုက်မယ်ဒီမှာ message တွေကြာလာပါပြီဗျာဒါဆိုရင်အပေါ်မှာကျွန်တော်တို့1600 MB ရတယ်ဗျာအပေါ်မှာကျွန်တော်တို့ data လက်ဆောင်ပြီးဆိုပြီးတော့2048 MB ရဲ့အောက်မှာအပတ်စဉ် data 1600ရဲ့အကုန်လုံးပေါင်းရင်ကျွန်တော်တို့3600 MB ရပါတယ်ဗျာဒီနည်းလမ်းလေးတိုင်းကျွန်တော်တို့ရဲ့ကတ်တွေကို MB ထည့်လို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ